ကြားလေးတွေကိုအသေးခွဲပြသွားတဲ့ဖိလစ်ပိုင်တင်အင်ဒိုနီးရှားနိုင်ငံကနေလက်ရှိကျင်းပနေတဲ့ရှိတဲ့2026ယူဆကွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု B ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်ဖိလစ်ပိုင်တင်နဲ့ရှင်ပြိုင်ကစားတဲ့ပွဲစဉ်မှာတော့ဖိလစ်ပိုင်တင်ကနောက်ကျကိုရီနဲ့မြန်မာတင်ကိုအနိုင်ကစားပြခဲ့ပါတယ်2026ယူဆကွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်ရှင်ပြိုင်ကစားရမယ့်ပွဲစဉ်မှာတော့နီးပြချုပ်ဦးကျော်စရာကမြန်မာယူဆခွန်တင်ကိုထိုင်းတင်ကိုအနိုင်ရရှိခဲ့တဲ့လူစင်းကိုကိုသမားနေရာကိုသာပြောင်းလဲပြုလုပ်ခဲ့ပြီးဖိလစ်ပိုင်တင်ကိုရှင်ပြိုင်ကစားခဲ့ပါတယ်။နိုင်ပွဲတစ်ပွဲကိုလိုအပ်နေလဲရှိတဲ့မြန်မာတင်ကတော့ပွဲစားတွေကဖိလစ်ပိုင်တင်ကိုအကောင်းဆုံးဖိအားပေးတိုက်စစ်ဆင်ကစားဖို့ကြိုးစားခဲ့တာကြောင့်ဖိလစ်ပိုင်တင်အနေနဲ့ခန်းစစ်အသားပေးပြီးတံပြန်တိုက်စစ်နဲ့သာရှင်ပြိုင်ကစားခဲ့ရပါတယ်။ဖရာပိုင်းရဲ့မိနစ်တော်တော်များများမှာမြန်မာတင်ကအကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ပြီးပွဲကစားချိန်19မိနစ်မှာတော့အသင်းကောင်းဆောင်အာတီဟာရဲ့ဘောလုံးဖန်တီးပေးမှုကိုညီညီတက်ကဂိုးပြင်းပြောင်းလဲနိုင်ခဲ့တဲ့အတွက်မြန်မာအသင်းဦးဆောင်ကိုစတင်ရရှိခဲ့ပါတယ်။မြန်မာအသင်းဟာဦးဆောင်ကိုရရှိပြီးချိန်မှာလည်းနောက်ထပ်ဦးဆောင်ကိုတွေထပ်မံရရှိဖို့အတွက်စတိုက်ဖိအားပေးကစားနိုင်ခဲ့ပေမဲ့တိုက်စစ်မှုတွေအနေနဲ့ဆုံးသက်ပိုင်းမှာအားနည်းခဲ့တာကြောင့်ပထမပိုင်းပြီးဆုံးချိန်မှာတော့မြန်မာအသင်းကဖိလစ်ပိုင်အသင်းကိုတကိုးကိုမရှိဆိုတဲ့ရလဒ်နဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဖိလစ်ပိုင်အသင်းကလိုအပ်နေတဲ့ခြေပါဂိုးတွေပြန်လည်ရရှိဖို့အတွက်တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့်မြန်မာအသင်းနဲ့ဖိလစ်ပိုင်အသင်းတို့ကတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ထိုးပေါက်ကစားခဲ့ကြပြီးဂိုးပေါက်ချင်းချောက်နိုင်ခဲ့ပေမဲ့နှစ်ဖက်ဂိုးသမားတွေကအကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲကစားချိန်မိနစ်80နောက်ပိုင်းမှာတော့မြန်မာအသင်းရဲ့ကစားအားတီးတီးတသာရောချလာတဲ့အတွက်ဖိလစ်ပိုင်အသင်းကပြန်လည်ဖိအားပေးကစားနိုင်ခဲ့ပြီးပွဲကစားချိန်မိနစ်80မှာပြစ်ဒဏ်ဘောကနဲ့ခြေပါဂိုးတွေကိုတိုက်ရိုက်သွင်းယူနိုင်ခဲ့တယ်လို့ပွဲကစားချိန်84မိနစ်မှာမြန်မာအသင်းရဲ့နောက်ခံလူတွေရဲ့အမှားကနေတဆင့်ဖိလစ်ပိုင်အသင်းကဦးဆောင်ကိုပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ပွဲပြီးဆုံးကန်ဒီမှာဦးဆောင်ကိုခွင့်ပြုပေးခဲ့ရတဲ့မြန်မာအသင်းဟာလက်ကျန်မိနစ်တွေမှာတော့ခြေပါကိုပြန်လည်ရရှိဖို့အတွက်အကောင်းဆုံးဖိအားပေးကစားဖို့ကြိုးစားခဲ့ပေမဲ့တိုက်စစ်မှုတွေရဲ့အဆုံးသက်ပိုင်းညံပြင်းမှုတွေကြောင့်ပွဲပြီးဆုံးချိန်မှာတော့ဖိလစ်ပိုင်အသင်းကမြန်မာအသင်းကို2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ယူဆကွန်အာဆီယံချန်ပီယံရှစ်အုပ်စု B ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်လာအိုအသင်းနဲ့ထိုင်းအသင်းတို့ရှင်ပြိုင်ကစားတဲ့ပွဲစဉ်မှာတော့လာအိုအသင်းကထိုင်းအသင်းကို2ဂိုး3ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာကြောင့်အုပ်စုပထမနေရာကနေဆီမီဖိုင်နယ်အဆင့်ကိုတက်လှမ်းခွင့်ရရှိသွားပြီဖြစ်ပေမဲ့မြန်မာအသင်းကတော့အုပ်စုပွဲစဉ်3ပွဲရှင်ပြိုင်ကစားရမှာတပွဲသေးတပွဲနိုင်တပွဲရှုံးရမှတ်4မှတ်သာရရှိထားတဲ့အတွက်အုပ်စုဒုတိယနေရာမှာဆက်လက်ရပ်တည်နိုင်ခဲ့ပေမဲ့အကောင်းဆုံးအုပ်စုဒုတိယအနေနဲ့ဆီမီဖိုင်နယ်အဆင့်ကိုတက်လှမ်းဖို့ကတော့မျှော်လင့်ချက်တွေပျောက်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်နီးပြချုပ်ဦးကျော်စရာကင်တွယ်နေတဲ့မြန်မာယူဆက်ခွန်အသင်းအနေနဲ့အခုရှင်ပြိုင်ခဲ့တဲ့ယူဆက်ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာမှားယွင်းခဲ့တဲ့အမှားတွေကိုအကောင်းဆုံးသင်ခန်းစာယူပြီးအချိန်မီပြင်ဆင်မှုတွေပြုလုပ်နိုင်မှသာလာမယ့်ယူဆက်ခွန်အာဆီယံဖလားပြိုင်ပွဲမှာအောင်မြင်မှုတွေရရှိဖို့မျှော်လင့်နိုင်မှာဖြစ်ပါတယ်။